ကျွန်တော်တို့ channel ကနေအခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကောင်းလေးကတော့ဥပေါ်ဦးနဲ့နန်းတော်ရှိကရေတွင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါဦးခင်ဗျာ။တခါတော့ဘိုးတော်ဖျားဒီနန်းတော်ရှိ၌ရေတွင်းအတဲ့တွင်းကိုတိုင်းသူပြည်သားများအတွက်အလူပြုတ်လောက်လေသည်။ထို့နောက်ဥပေါ်ဦးကိုမူမန်းများရှေ့တွင်မေးခွန်းထုတ်လေသည်။ပေါ်ဦးငါလှူထားတဲ့ဒီရေတွင်းကရေတွေဟာအလွန်ကြီးလင်းအေးမြတယ်။ငါရဲ့ဖုံးကန်ကြောင့်ဒီရေတွင်းဟာဘယ်တော့မှမခံချောက်ဘူးလို့ငါထင်တယ်။မင်းရောဘယ်လိုမြင်တယ်။ဘရင်ဒီမိမိဖုံးကန်ကိုကြောဝါရင်ဥပေါ်ဦးအားဟောက်ပါတယ်ဟုဖားစေခြင်းချင်းဖြစ်သည်။ဥပေါ်ဦးကမှန်လှပါဗျာဒီရေတွင်းဟာအရှင်မင်းကြီးရဲ့ဖုံးကန်ကြောင့်မခံချောက်တာမဟုတ်ပဲလူတွေရဲ့အတုံချမှုကြောင့်တာမခံချောက်တာပါဗျာဟဲ့ပေါ်ဦးဒါငါအခုတို့ရေတွင်းပဲဘာလို့လူတွေနဲ့စားရမှာလဲဥပေါ်ဦးကအပီးပြင်းပြန်နှက်ပါတော့သည်မှန်လှပါဗျာတက်တေပြပြစေအကယ်၍အရှင်မင်းကြီးကဒီရေတွင်းကိုငါဖုံးကန်နဲ့ငါလူတာဘယ်သူမှမခတ်ရဘူးဆိုပြီးပိတ်ထားလိုက်ရင်ဒီရေတွင်းဟာမကြခင်မှာပဲရေပေါက်တွေတက်လာပြီးခန်းချောက်တော့မှာပါဗျာဥပေါ်ဦးကဘရင်မျက်နှာကိုကြည့်ရင်ဆက်လျှောက်လိုက်သည်ရေတွင်းဆိုတာလူတွေကခန့်ယူတုံးဆွဲနေမှတာအောက်ကရေကြီးတွေအမြဲထွက်လာပြီးအတက်ဝင်နေတာပါဗျာအရှင်မင်းကြီးရဲ့အာဏာနဲ့ဖုံးကန်ဆိုတာလေဒီရေတွင်းလိုပါပဲလူထုအတွက်အတော့မချပဲကိုယ့်အတွက်ပဲတိုင်းထားမယ်ဆိုရင်အဲ့ဒီဖုံးကန်ဟာခန်းချောက်တော့တဲ့ရေတွင်းအိုကြီးလိုပဲအတော့မချဖြစ်တော့မှာပါဗျာတဲ့ဘရင်ကြီးဒီမိမိဖုံးကန်ကိုကြွားချင်ရမှဥပေါ်ဦးအတော့မချရင်အလကားပဲဆိုတော့အနှက်ကြောင့်ဘာမှပြန်မပြောနိုင်ပဲမှုများများရှေ့တွေမျက်နှာပူတော့ပါတော့တည်းဥပေါ်ဦးနဲ့စင်းချေကျောင်းသမားတခါကဘိုးတော်ဖျားနန်းတွင်ဥယျင်ထဲမှာလမ်းလျှောက်နေရင်စင်းတင်းကောက်ဘက်ကစင်းချေကျောင်းသမားတယောက်ကိုလှမ်းမြင်လိုက်ရတယ်အဲ့ဒီလူဟာတကူလုံးလေးညစ်ပတ်အနာအတက်ကလည်းမကောင်းတော့ဘရင်ကြီးကနှာခေါင်းလျှောက်ပြီးဥပေါ်ဦးကိုစနောက်လိုက်တယ်ပေါ်ဦးမင်းကြီးစံဟိုလူဟာလောကမှာအနဲ့ကြဆုံးနဲ့အဆက်ဆောက်စောလောက်ကိုလောက်နေတာပဲသူ့လိုလူမျိုးဟာလောကအတွက်ဘာအသုံးကြမှာလဲလို့မေးလိုက်တာပေါ့ဥပေါ်ဦးကပါးနဲ့စော်နဲ့အခုလိုပြန်လျှောက်တင်လိုက်ပါတယ်မှန်လှပါဗျာဒီလူဟာအပြင်ဘက်မှာညစ်ပတ်ပေမဲ့လောကအတွက်တော့အင်မတန်အသုံးကြပါတယ်ဗျာဒူတာစင်ချေတွေကိုမကြောက်ရင်ဘရင်ကြီးရဲ့စင်တင်ကောက်ဟာအနာအတက်တွေနဲ့ပြေနှက်ပြီးစင်ဖြူတော်တွေလည်းကျမ်းမာရေးထိခိုက်ကုန်မှာပါဗျာပြီးတော့ဥပေါ်ဦးကဆက်ပြီးရှောက်တင်တာကမှန်လှပါဗျာကျွန်တော်မျိုးအမြင်မှာတော့ဒီစင်ချေကျောင်းသမားထက်ပိုပြီးဆက်ဆုပ်စရာကောင်းတဲ့သူကလောကမှာရှိပါသေးတယ်ဗျာအဲ့ဒါကမင်းသားနီးပြီးမင်းတိုင်ပင်အမတ်ဖြစ်ပါရဲ့နဲ့အမှန်တရားကိုဖုံးကွယ်ကိုကျိုးရှာပြီးတိုင်းပြည်ကိုအနံ့အတက်ဆိုးတွေပေးနေတဲ့အဂတိလိုက်စားသူတွေပဲဖြစ်ပါတယ်ဗျာအဲ့ဒီလိုလူမျိုးတွေကမှလောကမှာအဆက်ဆုံးရဆုံးနဲ့အနှဲ့ကြဆုံးလူတွေပါဖျားလို့ရှောက်လိုက်ရောဘရင်ကြီးဟာဥပေါ်ဦးရဲ့စကားကိုကြားတော့မှတဘောပေါက်တော့ပြီးအေးပေါ်ဦးမင်းပြောတာမှန်တာပေါ့အလောက်ဆိုတာဂုံရှိတာပဲစိတ်ဓာတ်ညစ်ပတ်တာမှတကယ်အနှဲ့ကြဆုံးပဲလို့ချီးကျူးလိုက်ပါတော့တယ်ဥပေါ်ဦးနဲ့ပညာရှိအမှန်ဖြစ်လို့တူတခါကလူငယ်တယောက်ဟာဥပေါ်ဦးလိုမျိုးနမဲကျော်ပညာရှိအမတ်ကြီးတယောက်ဖြစ်ချင်လို့ဥပေါ်ဦးစီမှာတပည့်ခံဖို့ရောက်လာတယ်။အဲ့ဒီလူငယ်ကသူ့ကိုတူလဲအထင်ကြီးနေပြီကျွန်တော်မျိုးကစာအုပ်တွေအများကြီးဖတ်ထားပါတယ်ဘယ်မင်းကိုမဆိုဖြေနိုင်ပါတယ်လို့ကြောဝါတာပေါ့။ဥပေါ်ဦးကပြောပြီးကောင်းပြီမင်းကပညာရှိဖြစ်ချင်တယ်ဆိုရင်ငါမေးရကိုအရင်ဖြေကြည့်စမ်းလောကမှာအဝေးဆုံးအရာကဘာလဲလို့မေးလိုက်တယ်။လူငယ်ကချက်ချင်းပဲမှန်လှပါဗျာစကြဝဠာကြီးရဲ့အစွန်းဒါမှမဟုတ်အရန်ဝေးတဲ့တိုင်တပါတာနိုင်ငံတွေပေါ့လို့ဖြေတာပေါ့ဥပေါ်ဦးကကောင်းခါပြပြီးအခုလိုရှင်းပြလိုက်တယ်မဟုတ်ဘူးငါတပည့်လောကမှာအဝေးဆုံးအရာဆိုတာမနေ့ကအချိန်ပဲဘယ်လောက်ပဲပညာရှိရှိဘယ်လောက်ပဲချမ်းသာလွန်ခဲ့တဲ့စကားပိုင်းကအချိန်ကိုတောင်ပြန်ယူလို့မရတော့ဘူးအဲ့ဒါဟာလောကမှာအဝေးဆုံးအရာပဲတဲ့ပြီးတော့ဥပေါ်ဦးကဒုတိယမေးခွန်းကိုထပ်မေးတယ်ဒါဆိုရင်လောကမှာအနည်းဆုံးအရာကဘာလဲလူငယ်ကကျွန်တော်ရဲ့မျက်စိရှိကအရာတွေဒါမှမဟုတ်ကျွန်တော်ရဲ့မိဘဆွေမျိုးတွေပေါ့လို့ပြန်ဖြေရောဥပေါ်ဦးကပြုံးပြီးမဟုတ်သေးဘူးလောကမှာအနည်းဆုံးအရာဆိုတာတေချင်းတရားပဲအသက်ရှူတွင်းပြီးပြန်မထုတ်နိုင်ရင်တေးပြီလေဒါဟာငါတို့ရဲ့အမြဲတမ်းအနီးကပ်ဆုံးရှိနေတဲ့အရာပဲလို့ပြောလိုက်တယ်လူငယ်ဟာဥပေါ်ဦးရဲ့လက်တွေ့ကျတဲ့အဖြေတွေကိုကြားတော့မှသူ့ရဲ့စာအုပ်ကြီးအတိုင်းပညာတွေကိုပေးချပြီးဥပေါ်ဦးရဲ့ခြေရင်းမှာရိုးရိုးတေးတေးနဲ့တပည့်ခံတော့ပါတော့တယ်ဥပေါ်ဦးနဲ့နန်းတွင်းကခွေချေတခါကဘိုးတော်ဖျားနန်းရင်ပြေမှာလမ်းလျှောက်နေရင်ခွေချေပေါင်းတစ်ပုံကိုမြင်လိုက်ရတယ်ဘရင်ကြီးကစိတ်ညစ်တော့ပြီးဘေးကလိုက်လာတဲ့ဥပေါ်ဦးကိုအခက်တွေ့အောင်မေးခွန်းထုတ်တော့တာပေါ့ပေါ်ဦးမင်းကပညာရှိဆိုတော့ဖြေစမ်းဒီလောကမှာအတော့မကြဆုံးတန်ဖိုးမရှိဆုံးအရာကဘာလဲလို့မေးတယ်
ဥပဦးကခွေးချေပုံကိုကြည့်ပြီးမှန်လှပါဗျာအခုမင်းကြီးမြင်နေရတဲ့ခွေးချေဟာအတုံးမကျဆုံးနဲ့တန်ဖိုးမရှိဆုံးပါပဲဗျာလို့ရှောက်လိုက်တယ်အဲ့ဒီမှာတင်ဘီရင်ကြီးကဒါဆိုရင်ဒီခွေးချေကိုတန်ဖိုးရှိအောင်မင်းလောက်နိုင်သလားဆိုပြီးညံဆန့်ပြန်ရောဥပဦးဟာအချိန်ခဏတောင်းပြီးအိမ်ပြန်တော့တယ်နောက်ရက်ကျတော့နန်းတော်ကိုပြန်လာပြီးဘီရင်ကြီးကိုအခုလိုရှောက်တင်လိုက်ပါတယ်မှန်လှပါဗျာကျွန်တော်မျိုးအဲ့ဒီခွေးချေကိုတန်ဖိုးရှိအောင်လောက်ပေးနိုင်ပါပြီဒါပေမဲ့မင်းကြီးအနေနဲ့ဒီငါးပြတစ်ထောင်ပေးရပါမယ်ဗျာလို့ရှောက်တယ်ဘီရင်ကြီးကလည်းဘာလို့မလဲသိချင်တာနဲ့ပေးလိုက်တာပေါ့ဥပဦးကအဲ့ဒီငါးပြတစ်ထောင်ကိုယူပြီးနန်းတော်ရှိကမြေကွက်လက်မှာကျင်တူခွေးချေကိုအောက်ကခံပြီးအပေါ်ကနေရှားပါတဲ့တစ်တိပင်တပင်ကိုစိုက်လိုက်တယ်ပြီးတော့အဲ့ဒီအပင်ကိုအကောင်ဆုံးပြုစုပြို့ထောင်တော့တာပေါ့အနည်းငယ်ကြားတဲ့အခါအဲ့ဒီအပင်ကနေအင်မတန်အရသာရှိပြီးရှားပါလှတဲ့အတီးတွေတီးလာတယ်အဲ့ဒီအတီးကိုဘရင်ကြီးကစားမိတဲ့အခါအလွန်တဘောကျတော့ပြီးဘောဒီအတီးကတကယ်ကိုထူးခြားတာပဲဘာကြောင့်ဒီလောက်အရသာရှိတာလဲလို့မေးတာပေါ့အဲ့ဒီမှာတင်ဥပေါ်ဦးကရှောက်လိုက်တယ်မှန်လှပါဗျာဒီအတီးဟာအရင်ကမင်းကြီးဆက်ဆုပ်ခဲ့တဲ့ခွေးချေကိုမြေဩစာလောက်ပြီးပြိုးထောင်ခဲ့တာပါဗျာခွေးချေဟာတူချီတဲ့ဆိုရင်တန်ဖိုးမရှိပေမဲ့အပင်အတွက်မြင်းဩစာအဖြစ်အတုံချလိုက်တဲ့အခါမှာတော့အခုလိုမြန်ရှက်လှတဲ့အတိနှံတွေကိုဖြစ်ထွန်းစေပါတယ်ဗျာဒါကြောင့်လောကမှာတန်ဖိုးမရှိဘူးဆိုတာမရှိပါဘူးနေရာမှန်ဖို့နဲ့အတုံချတတ်ဖို့ပဲလိုတာပါဗျာအမိုက်ဆိုတာတော့နေရာမှန်ရင်ရွှေဖြစ်နိုင်ပါတယ်ဗျာလို့ရှောက်တင်လိုက်တဲ့အခါဘုရင်ကြီးဟာဥပဦးရဲ့အမျှော်မြင်ကိုအလွန်အမင်းချီးကျူးလိုက်ပါတော့တယ်ဥပဦးနဲ့စင်သေးကိုအသက်သွင်းခြင်းတခါကဘိုးတော်ဖျားသူ့ရဲ့အချစ်တော်စင်ဖြူတော်ကြီးတေဆုံးတော့တာကြောင့်အလွန်အမင်းဝမ်းနည်းပူဆွေးနေတယ်ဘုရင်ကြီးဟာစင်ကြီးကိုတန်ရုံးစင်ကြီးလွန်းတော့စိတ်မမှန်တလို့ဖြစ်ပြီးငါစင်ကြီးပြန်ရှင်းအောင်လှောက်ပေးနိုင်တဲ့သူကိုစူလက်တွေအများကြီးပေးမယ်မလှောက်ပေးနိုင်ရင်တော့အားလုံးကိုအပြစ်ပေးမယ်ဆိုပြီးအမတ်တွေကိုအကြက်ကန်တော့တာပေါ့ဘယ်သူမှမတတ်နိုင်တော့တဲ့အဆုံးဥပဦးကရှေ့ထွက်လာပြီးမှန်လားပါဗျာကျွန်တော်မျိုးစင်ကြီးကိုအသက်ပြန်သွင်းပေးပါမယ်ဒါပေမဲ့အသက်သွင်းဖို့အတွက်မတည်ဘူးတဲ့အင်းကရတဲ့ဆန်နဲ့မငိုဘူးတဲ့သူရဲ့မျက်ရည်လိုပါတယ်ဖျားလို့ရှောက်တင်လိုက်တယ်ဘုရင်ကြီးကလည်းဟောင်းနို့နဲ့တပီလုံးမှာရှိတဲ့အမတ်တွေစစ်တီတွေကိုအဲ့ဒီပစ္စည်းတွေရှာခိုင်းတာပေါ့ဒါပေမဲ့ဘယ်အိမ်တော်တော်လူသေးဘူးတဲ့အိမ်တွေကြီးပဲဘယ်သူမမေငိုဘူးတဲ့သူတွေကြီးပဲဖြစ်နေတာပေါ့ရက်ပေါင်းများစွာကြာတဲ့အထိရှာလို့မရတဲ့အခါဘုရင်ကြီးကစိတ်မရှိတော့ပဲဥပဦးကိုပြန်မေးတယ်ပုံမင်းပြောတဲ့ပစ္စည်းတွေကရှာလို့မရပါလားငါစင်ကြီးကိုဘယ်တော့အသက်သွင်းမှာလဲတဲ့အဲ့ဒီချိန်မှာဥပဦးကအခွေကောင်းယူပြီးအခုလိုအရှိကြီးရှောက်တင်လိုက်ပါတယ်မှန်လှပါဗျာအခုအရှင်မင်းကြီးရဲ့ဈေးပါတွေရှာမရတာဟာလောကရဲ့နီးယာမတရားကြောက်ပါဗျာလောကမှာမတည်ဘူးတဲ့သူလည်းမရှိတလို့မငိုဘူးတဲ့သူလည်းမရှိပါဘူးစင်ဖြူတော်ကြီးဟာလည်းတတ်တော်ဖြစ်တဲ့အတွက်တေမျိုးပါပဲတကယ်လို့ကျွန်တော်မျိုးကအသက်သွင်းပေးနိုင်တယ်ဆိုရင်တော့မှအဲ့ဒီစင်ကြီးဟာအရင်လိုဖုံးကန်ကြီးတဲ့စင်ဖြူတော်မဟုတ်တော့ပဲတစေစင်အဖြစ်နဲ့ပဲရှိနေပါပါဗျာတစေစင်ရှိတဲ့တိုင်းပြည်မှာဖုံးကန်နှိပ်တတ်ပါတယ်ဗျာမင်းကြီးအနေနဲ့တိုင်းပြည်ရဲ့ဖုံးကန်ကိုငှဲ့ညာပြီးစင်ဖြူတော်ကြီးကိုကောင်းရမွန်ရရောက်အောင်ပဲဆူတောင်းပေးတည်ပါတယ်လို့အကျိုးအကြောင်းနဲ့တဘောတရားကိုပါနှော့ပြီးရှင်းပြလိုက်တာပေါ့ဘုရင်ကြီးဟာဥပဦးရဲ့စကားကိုနားထောင်ပြီးမှတန်ဝဲကရတော့ပြီအေးဘောမင်းမျိုးမှငါတတိရတော့တယ်ဒေချင်းတရားဆိုတာဘယ်သူမှတားလို့မရတာပဲဆိုပြီးအစင်ကြီးအပေါ်ထားတဲ့ဆွဲလန်းမှုကိုစိုးလို့လိုက်ပါတော့တယ်ဥပေါ်ဦးနဲ့အကောင်ဆုံးနဲ့အဆူဆုံးတခါကဘိုးတော်ဖျားနိုင်ရင်ပြေမှာဥပေါ်ဦးကိုမေးခွန်းတစ်ခုမေးလိုက်တယ်ပုံလောကမှာအကောင်ဆုံးအရာကဘာလဲပြီးတော့အဆူဆုံးအရာကရောဘာလဲမင်းအခုချက်ချင်းဖြေစမ်းတဲ့ဥပေါ်ဦးကခဏစဉ်းစားပြီးမှန်လှပါဖျားလောကမှာအကောင်ဆုံးအရာကတော့ရှားပါပဲဖျားအဆိုးဆုံးအရာကလည်းရှားပါပဲဖျားလို့ရှောက်တင်လိုက်တယ်ဘုရင်ကြီးကနားမလဲတာနဲ့ဟေးဘယ်လိုဖြစ်လို့အကောင်ဆုံးရောအဆိုးဆုံးရောတခုတည်းဖြစ်နေတာလဲလို့ပြန်မေးတာပေါ့အဲ့ဒီမှာဥပေါ်ဦးကအခုလိုရှင်းပြလိုက်ပါတယ်မှန်လှပါဖျားဒီရှားကနေပဲဖျားတရားတန်ခါတွေကိုရှိခိုးကြတယ်လူချင်းချင်းမေတ္တာစကားတွေပြောကြတယ်ရန်ဖြစ်နေသူကိုလည်းပြန်တဲ့အောင်စိတ်ဆက်ပေးကြတယ်ဒါကြောင့်ရှားဟာအကောင်ဆုံးဖြစ်ပါတယ်ဖျားဒါပေမဲ့ဒီရှားကနေပဲသူတစ်ပါးကိုစော်ကားတယ်လဲညာတယ်ဂုံးချော့တယ်နိုင်ငံချင်းချင်းစစ်ဖြစ်အောင်ရန်တိုက်ပေးတတ်ကြပါတယ်ဒါကြောင့်ရှားဟာအဆူဆုံးလည်းဖြစ်ပါတယ်ဖျားအဓိကကတော့အရာဝတ္ထုတဲ့အဲ့ဒီအရာကိုအသုံးချတဲ့စိတ်ပေါ်မှာပဲမူတည်ကြောင်းပါဖျားလို့ရှောက်တင်လိုက်ပါတယ်ဘုရင်ကြီးလည်းဥပေါ်ဦးရဲ့တွေးခေါ်ပုံကိုအလွန်တဘောကျတော့ပြီးအေးမင်းပြောတာမှန်လိုက်တာပေါ်ဦးရဲ့စကားကြောင့်ပဲပျက်စီးရတယ်လို့စကားကြောင့်ပဲကြီးပွားရတာပဲဆိုပြီးချီးကျူးလိုက်ပါတော့တယ်
ဥပေါ်ဦးနဲ့ဝတ်ယုံတော်ဒီနေ့မှာဘိုးတော်ဖះကဝန်ကြီးတွေကိုမိန့်ကြတယ်ငါစီမှာအလွန်အဖိုးရှိတဲ့ချွေချီတို့ဝတ်ယုံတော်တစ်ထည်ရှိတယ်အဲ့ဒီဝတ်ယုံကိုဘယ်လိုလူမျိုးဝတ်တည်တယ်လဲဆိုပြီးမေးတာပေါ့ဝန်ကြီးတွေကဘယင်ကြီးအကြိုက်လိုက်ပြီးမှန်လှပါဖះဒီလောက်တန်ဖိုးရှိတဲ့ဝတ်ယုံကိုအရှင်မင်းကြီးရဲ့တာတော်အန်ရှင်မင်းသားပဲဝတ်တည်ပါတယ်ဖះနောက်ဝန်ကြီးတယောက်ကမဟုတ်ပါဘူးဖះတိုင်တစ်ပါးကလာတဲ့တန်အမန်းကြီးတွေကိုကောင်းယူဟိုးကြောစွာနဲ့ဝတ်ခိုင်းတိတ်ပါတယ်ဖះအဲ့ဒီချိန်မှာဥပေါ်ဦးကပြုံးပြီးရှောက်တင်လိုက်တာကမှန်လှပါဖះကျွန်တော်မျိုးအမြင်ကတော့ဒီဝတ်ယုံတော်ကိုအယူတယောက်ကိုပဲဝတ်ခိုင်းတိတ်ပါတယ်ဖះဘယင်ကြီးကမျက်မှောင်ကြောက်တော့ပြီးဟဲ့ပေါ်ဦးမင်းကဘာဖြစ်လို့ငါရဲ့တန်ဖိုးကြီးဝတ်ယုံကိုအယူကိုဝတ်ခိုင်းရမှာလဲမှန်လှပါဖះပညာရှိတယောက်ကအဝတ်ဆောက်ပဲဝဝသူ့ရဲ့ပညာကတောက်ပနေမှာမို့ဝတ်ယုံကောင်းမလိုပါဘူးဖះမင်းသားတွေဝန်ကြီးတွေဆိုတာကလည်းသူတို့ရဲ့ယာရူးကောင်းရှင်ရှိပြီးတော့မို့ဝတ်ယုံနဲ့ကောင်းတင်ဖို့မလိုပါဘူးဖះဒါပေမဲ့အယူတယောက်ကတော့ဒီဝတ်ယုံတော်ကိုဝတ်ထားရင်လမ်းတော်လမ်းလာတွေကသူ့ကိုပညာရှိကြီးထင်ပြီးအယူတည်ပေးကြမှာပါဖះအဝတ်စားရဲ့တန်ဖိုးဆိုတာလူကိုအပေါ်ယံဖုံးကွယ်ပေးအောင်တက်တက်ပဲမို့အယူအတွက်တာအတော့ဝင်ဆုံးပါဖះကျွန်တော်မျိုးတို့အတွက်ကတော့တီးတီးတဲ့အဝတ်ဆောင်တစ်ဆောင်ရှိရင်ရပါပြီဖះလို့ရှောက်တင်လိုက်တဲ့ဘယင်ကြီးကလည်းဥပေါ်ဦးရဲ့အဖြေကိုကြားတော့မှအင်းပေါ်ဦးပြောတာမှန်တာပဲဆိုပြီးသဘောကျတော်မူလေတဲ့ဥပေါ်ဦးနဲ့နန်းတော်ထဲကတွေတခါတော့ဘိုးတော်ဖះသည်ညီလာခံ၌ဥပေါ်ဦးအားစားနောက်လူတစ်ဖြစ်အမန်းများရှိတွင်ဤတို့မိတ်ကြလေသည်ပေါ်ဦးမင်းကပညာရှိဆိုတော့ငါ့အောင်ဖြေစမ်းမင်းရဲ့ပါဇက်ကထွက်တဲ့တွေဟာတန်ဖိုးရှိသလားတန်ဖိုးမရှိဘူးလားဥပေါ်ဦးဒီဘယင်ကြီးကမိမိကိုတွေနဲ့နှံ့၍နှိမ်ချခြင်းမှရိပ်မိတစ်ဖြစ်ချက်ချင်းပဲဤတို့ရှောက်တင်လေသည်မှန်လှပါအရှင်မင်းမြတ်ကျွန်တော်မျိုး၏တွေဒီပါဇက်ထဲမှာရှိနေစဉ်တွင်ရွှေထက်တန်ဖိုးရှိတော်လဲအပြင်ကိုထွေးထုတ်လိုက်လေမှုမြေမုတ်ထက်ပင်တန်ဖိုးမရှိတော့ပါဖျားဘယင်ကြီးကဒါဘလို့ကြောက်လဲပေါ်ဦးဟုထပ်မှမေးမြန်းလေသည်မှန်လှပါကျွန်တော်မျိုး၏တွေဒီပါဇက်ထဲမှာရှိနေစဉ်တွင်အရှင်မင်းကြီးရှေ့တော်၌စကားအရာဖြင့်အမှုတော်ကိုထမ်းရွက်နိုင်ပါသည်ဖျားတို့တော်အပြင်ကိုထွေးထုတ်လိုက်လင်မှုညီသူကမျှမကန်ကြီးမကြည့်ချင်းဒီအရာဖြစ်တော့ပါသည်ဖျားတို့ရှောက်ထပြီးနောက်ဥပဦးကဘယင်ကြီးကိုဤတို့ဆက်လျှောက်တင်လိုက်သည်ထူးခြားဒီမှာကျွန်တော်မျိုး၏တွေဒီအပြင်ကိုရောက်တော့ရင်တန်ဖိုးမရှိတော့လေအရှင်မင်းကြီးရဲ့မျက်နှာတော်ဘို့တော့တာမှားယွင်း၍စင်တော့ပါကကျွန်တော်မျိုး၏ဥကောင်းဒီလဲတွေနဲ့အတူတန်ဖိုးမရှိပဲပြတ်တော့နိုင်တော့ကြောက်ကျွန်တော်မျိုး၏တွေဒီလူအသက်တစ်ချောင်းစာတန်ဖိုးရှိလာပါသည်ဖျားဟုရှောက်တင်လိုက်လေသည်ဘယင်ကြီးသည်ဥပေါ်ဦး၏မထေမှတ်ထားသောအဖြေချောက်ဒါဟာရီမော့ကအေးမင်းတွေကတော့တကယ်ကိုအသက်အာမခံရှိတဲ့တွေပဲဟုဆိုကာချင်းမြင့်မြောက်စတော်မူလေတော့တည်းဥပေါ်ဦးနှင့်နန်းတော်ထဲကခွေးဟောင်တန်းတခါကဘိုးတော်ဖျားဟာညဘက်နန်းတော်ထဲမှာအိဆက်အနားယူနေတော့အပြင်မှာခွေးတွေအလွန်အမင်းဝိုင်းဟောင်နေတာကိုကြားရပါတယ်ဘယင်ကြီးကအနှောက်အယှက်ဖြစ်ပြီးနာနဲ့ခေညီလာခံရောက်တော့ဥပေါ်ဦးကိုပညာစမ်းဖို့မေးပါတော့တယ်ပေါ်ဦးမင်းမင်းညနန်းတော်ထဲမှာခွေးတွေတအားဟောင်နေတာမင်းကြလားအဲ့ဒီခွေးတွေကဘာလို့အဲ့ဒီလောက်ဟောင်နေကြတာလဲမင်းပညာရှိဆိုရင်ခွေးစကားနားလေရမယ်သူတို့ဘာပြောကြတာလဲတဲ့ဥပေါ်ဦးကခဏစဉ်းစားပြီးအခုလိုရှောက်ပါတယ်မှန်လားပါအရှင်မင်းမြတ်အဲ့ဒီခွေးတွေဟောင်နေတာကအရှင်မင်းကြီးကိုတိုင်တန်းနေကြတာပါဗျာဘယင်ကြီးကစိတ်ဝင်စားတော့ပြီးဘာလို့တိုင်တာလဲလို့မေးပါတယ်ဒီလိုပါဗျာအဲ့ဒီခွေးတွေကနန်းတော်ထဲမှာရှိတဲ့အမတ်ကြီးတွေဟာကျွန်တော်မျိုးတို့ခွေးတွေထက်တောင်ပိုပြီးကန်ကောက်နေကြတယ်လို့ပြောနေကြတာပါဗျာဘယင်ကြီးကရဲပြီးဘာကြောက်လဲဘောဦးလို့ထပ်မေးလိုက်ပါတယ်အဲ့ဒီမှာဥဘောဦးကအမတ်တွေကိုပါခက်ဆက်ဆက်လေးနှက်ပြီးရှောက်တင်လိုက်တာကမှန်လားပါကျွန်တော်မျိုးတို့ခွေးတွေကတော့တကောင်နဲ့တကောင်ကကြရင်အပြင်ကနေဟောင်ပြီးကကြတာမို့လို့လူတွေမြင်ရပါတယ်ဒါပေမဲ့နန်းတော်ထဲကအမတ်ကြီးတွေကကြတော့တယောက်နဲ့တယောက်မတိမတာခြောက်တွန်းပြီးကိုက်နေကြတာကိုဘယ်သူမှမတိကြပဲယာဒူးတွေတိုးနေကြလို့ခွေးတွေကသူတို့ထက်ပိုပါနဲ့တဲ့အမတ်ကြီးတွေကိုအားကြပြီးဝိုင်းဟောင်နေကြတာပါဖျားလို့ရှောက်တင်လိုက်ပါတယ်ဘယင်ကြီးကဥပေါ်ဦးရဲ့စကားကိုကြားပြီးဒါဟာရီမောပါတော့တယ်ဘေးကအမတ်ကြီးတွေကကြတော့မျက်နှာငယ်လေးတွေနဲ့ဖြစ်ကောင်ကြတာပေါ့ဥပေါ်ဦးကခွေးဟောင်တန်းကိုအတုံးချပြီးနန်းတော်ထဲကအချင်းချင်းတိုက်ခိုက်မှုတွေကိုဘယင်ကြီးတတိထားမိအောင်ပညာတတ်ပါတင်ပြတော့ခဲ့တာဖြစ်ပါတယ်ဥပေါ်ဦးနဲ့နန်းတော်ရှိကရှို့ပွက်အိုင်တခါကမိုးရာဒီမှာနန်းတော်ရှိကလမ်းမှာရှို့ပွက်အိုင်ကြီးတစ်ခုဖြစ်နေပါတယ်ဘယင်ကြီးကဥပေါ်ဦးကိုစားနောက်ချင်တာနဲ့အမတ်တွေကိုအမိတ်ပေးလိုက်တယ်
ဥပေါ်ဦးလာရင်အဲ့ဒီဘောအိုင်ထဲကိုတွန်းချလိုက်ကြတဲ့ဥပေါ်ဦးနန်းတော်ကိုရောက်လာတော့အမတ်တွေကဝိုင်းပြီးဘောအိုင်ထဲတွန်းချလိုက်ပါတယ်ဥပေါ်ဦးဟာရှော့တွေပေးကြပြီးအိုင်ထဲလဲကျတော့တာပေါ့အဲ့မှာတင်ဘရင်ကြီးကပတင်းပေါက်ကနေကြည့်ပြီးဒါဟာရီးပါတယ်ဘရင်ကြီးကဟဲ့ပေါ်ဦးမင်းကပညာရှိဆိုအခုတော့ဘောအိုင်ထဲမှာဖားတကောင်လိုဖြစ်နေပါလားအဲ့ဒီဘောထဲမှာဘာတွေများတွေ့ခဲ့လဲပြောစမ်းအောင်ဥပေါ်ဦးကရှော့တွေတောက်ရင်အေးစစ်စစ်ပြန်လျှောက်လိုက်ပါတယ်မှန်လှပါအရှင်မင်းမြတ်ဒီဘောအိုင်ထဲမှာကျွန်တော်မျိုးရဲ့ဘိုးဘေးတွေကိုတွေ့ရပါတယ်ဖေဟာဘရင်ကြီးကအာအော်တော့ပြီးဟေးမင်းဘိုးဘေးတွေကဘောအိုင်ထဲမှာပါလို့နေကြတာလေလို့မေးပါတယ်ကျွန်တော်မျိုးရဲ့ဘိုးဘေးတွေကမှားလိုက်ပါတယ်ဖေဟာပေါ်ဦးမင်းကတော့ဘောထဲကြတာတခါတည်းပါငါတို့ကတော့မင်းတို့အရင်ဘရင်တွေလက်ထက်ကတည်းကဒီဘောအိုင်ထဲမှာနှိမ့်နေတာတဲ့အတိတ်ဘယ်ကတော့အရှင်မင်းကြီးရဲ့အဖိုးအဖေဘရင်တွေလက်ထက်ကတည်းကဒီလမ်းမကိုမပြင်းခဲ့ကြလို့အခုထိဘောဖြစ်နေတာကိုသူတို့ကတတိပေးလိုက်တာပါဖျားလို့ရှောက်လိုက်ပါတယ်ဘရင်ကြီးဟာဥပေါ်ဥကိုလှောင်းမလို့လောက်ရာကနေသူ့ရဲ့ဘိုးဘေးဘရင်တွေကိုပါအဖက်ဆဲစရာမရှိအောင်အပြောခံလက်ရတာကိုတီးသွားပြီးရေလက်ရေရှက်လက်ရှက်နဲ့အေးဗျာမင်းကတော့ငါ့ကိုပြန်နှက်ပြီးဆိုပြီးချက်ချင်းပဲလမ်းတွေကိုပြုတ်ပြင်ခိုင်းလိုက်ပါတော့တဲ့